ဒီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကိုတေးရန်စူးစီးတင်ဆက်တဲ့ ICJ နဲ့ဂမ်ဘီယာကိုစန့်ကျင်တဲ့လှုပ်ရှားမှုများသို့မဟုတ်ဝါဒဖြန့်ချီရေးနဲ့နိုင်ငံရေးထောင်ချောက်ဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။ဂမ်ဘီယာနိုင်ငံမှာမြန်မာနိုင်ငံပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်နဲ့ပြည်ပဆိုင်ရာတရားရုံးICJ မှာတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့အကြမ်းဖက်စစ်ကောင်စီလူလာတဲ့အမျိုးသားရေးအဖွဲ့များနဲ့မဘာသာအစွန်းရောက်အုပ်စုများကကန့်ကွက်ရှုတ်ချပွဲများပြုလုပ်ဖို့ပြင်ဆင်လာခြင်းဟာနိုင်ငံရေးဗျူဟာမြောက်လှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ်။ဒီလှုပ်ရှားမှုတွေရဲ့နောက်ွယ်ကအကြောင်းရင်းဖြစ်လာနိုင်ခြင်းများနဲ့ကြံစည်မှုများကိုအချက်လက်များနဲ့တကွဖော်ပြပေးလိုပါတယ်။အဘဲကြောင့်အခုအချိန်မှာပြုလုပ်ရသည်နီအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းရဲ့လက်ဝေခံဖွဲ့များကဤရှုတ်ချပွဲများကိုပြုလုပ်ရတဲ့အဓိကအကြောင်း၃ချက်ရှိပါတယ်။တစ်ကတော့စစ်မြေပြင်မှာရှုံးနိမ့်မှုများပြားနေပြီးအုပ်ချုပ်ရေးရန်ရာပြက်ပြားနေချိန်မှာနိုင်ငံတော်နဲ့သာသနာကိုကာကွယ်စောင့်ရှောက်သူဆိုတဲ့ပုံရိပ်ကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းခြင်းဖြစ်ပါတယ်။နှစ်ကတော့ ICJ ရဲ့ဆုံးဖြတ်ချက်များဟာအကြမ်းဖက်စစ်ကောင်ဆောင်များအတွက်အလွန်အရေးကြီးတဲ့အကြက်တဲဖြစ်လို့၎င်းတို့နောက်မှာပြည်သူတရလုံးရှိနေပါသည်ဆိုတာကိုကဘာကိုပြတ်သားလိုခြင်းဖြစ်ပါတယ်။သုံးကတော့ကုန်စည်နှုန်းကြီးမြင့်မှုလျှက်စစ်မီပြတ်တောက်မှုနဲ့ဆစ်ရှုံးနေမှုများပေါ်ပြည်သူများရဲ့ဒေါသကိုနိုင်ငံတကာဖိအားနဲ့ဘာသာရေးအစွန်းရောက်မှုဘက်ကိုလှည့်ပြောင်းဖို့ကြိုးစားခြင်းဖြစ်ပါတယ်။အကျိုးဆက်တွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုကြည့်မယ်ဆိုရင်ဤကဲ့သို့သောလှုံ့ဆော်မှုများကြောင့်အောက်ပါဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တယ်လို့သုံးသပ်ရပါတယ်။တစ်ကတော့ဂမ်ဘီယာဟာအစ္စလမ်နိုင်ငံများကိုစားတိုက်ခိုက်နေခြင်းဖြစ်တယ်လို့ပုံဖော်ကာဘာသာရေးမုန်းတီးမှုများကိုပြန်လည်အသက်သွင်းလာနိုင်လို့အပြစ်မဲ့လူနည်းစုဘာသာဝင်များအတွက်အန္တရာယ်ရှိလာနိုင်ပါတယ်။နှစ်ကတော့ငြိမ်သက်စွာဆန္ဒပြခြင်းထက်အမုန်းစကားများ HP များကိုအသုံးပြုပြီးရှုတ်ချပွဲများပြုလုပ်ခြင်းကမြန်မာနိုင်ငံကိုကမ္ဘာ့အသိုက်အဝန်းမှာပုံမူဖယ်ကျင်ခံရစေမှာဖြစ်ပါတယ်။သုံးကတော့ဤရှုတ်ချပွဲများကိုမထောက်ခံသူများသို့မဟုတ်ဝေဖန်သူများကိုနိုင်ငံတော်တစ္ဆာပေါက်လို့တစိ့ကပ်ခါဖမ်းဆီးအရေးယူမှုများပုံမူလှုပ်ဆောင်လာနိုင်ပါတယ်။နောက်ွယ်ကကြံစီမှုတွေကိုကြည့်မယ်ဆိုရင်ဤလှုပ်ရှားမှုတွေရဲ့နောက်ွယ်မှာနက်ရှိုင်းနဲ့စီရေးနဲ့နိုင်ငံရေးတွက်ချက်မှုများရှိနေပါတယ်။မြို့သားရေးဝါဒကိုခြေခံပြီးစစ်တပ်လူလာတဲ့ပါတီများဥပမာ USDP မဲရရှိရန်နဲ့အင်အားစုစည်းရန်အတွက်မဘာသာကဲ့သို့သောအဖွဲ့များကိုအသုံးချခြင်းဖြစ်ပါတယ်။နိုင်ငံတော်ကိုနိုင်ငံတကာကကျူးကျော်နေပြီလို့ပုံဖော်ကလူငယ်များကိုစစ်တပ်အတွင်းမျိုးချစ်စိတ်အလွဲသုံးစားလုပ်ပြီးတွတ်သွင်းဖို့ကြံစီခြင်းဖြစ်ပါတယ်။သုံးကတော့ရှေ့မှာဆွေးနွေးခဲ့တဲ့ဂျိုဟန်ဂေါ်တန်ရဲ့အယူအဆအရဤလှုပ်ရှားမှုဟာစစ်တပ်ရဲ့အကြမ်းဖက်မှုများကိုမှန်ကန်သည်မျိုးချစ်စိတ်ရှိသည်လို့လူထုကထင်မြင်လာအောင်ယဉ်ကျေးမှုနဲ့ဘာသာရေးဖြင့်ဖုံးကွယ်ခြင်းcultural violence ပင်ဖြစ်ပါတယ်။ဘာသာရေးနဲ့အမျိုးသားရေးကိုနိုင်ငံရေးအမျက်ထုတ်ဖို့အသုံးချခြင်းဟာမြန်မာတမိုင်းမှာအမြင့်တွယ်နေတဲ့ပြဿနာတစ်ခုဖြစ်ပြီး၎င်းကိုတားဆီးဖို့ရမှာစိတ်ရှည်တီးခံမှုနဲ့စနစ်တကျလှုပ်ဆောင်မှုများလိုအပ်ပါတယ်။ပြည်သူလူထုအနေနဲ့ဤအလွဲသုံးစားလုပ်မှုများကိုအသိပညာပေးတားဆီးနိုင်မဲ့နီလန်းလေးသွယ်ကိုအောက်ပါတိုင်းဆွေးနွေးတင်ပြလိုပါတယ်။တစ်ကတော့သတင်းအချက်လက်စစ်ဆေးခြင်းနဲ့ဝါဒဖြန့်မှုကိုခွဲခြားသိမြင်ခြင်းဖြစ်ပါတယ်။အစွန်းရောက်အုပ်စုများဟာပြည်သူတို့ရဲ့ကြောက်စိတ်နဲ့ဒေါသကိုလှုံ့ဆော်ဖို့ဝါဒဖြန့်ချီရေးကိုအဓိကအသုံးပြုကြပါတယ်။ဘာသာပျောက်တော့မယ်သို့မဟုတ်နိုင်ငံသားများကျူးကျော်တော့မယ်ဆိုတဲ့ပြင်းထန်တဲ့စကားလုံးများပါတဲ့သတင်းများကိုတွေ့လျင်ချက်ချင်းမယုံမဲခိတ္တရက်ခါစဉ်းစားကြပါ
ထိုတရင်ကိုမိသူကဖြန့်တန်နီးမိသည့်ရွယ်ချက်ဖြင့်ဖြန့်တန်နီးဆိုသည်ကိုစမ်းစစ်ကြပါအကြမ်းဖက်စစ်ကောင်စီရဲ့ထောက်ပံ့မှုရရှိထားတဲ့အကောင့်တူများ page တူများကိုခွဲခြားသိမြင်နိုင်အောင်အချင်းချင်းအသိပေးကြပါနှစ်ကတော့နိုင်ငံတကာဥပဒေနဲ့ ICJ ရဲ့သဘောတဘာဝကိုမှန်ကန်စွာသိနားလည်ခြင်းဖြစ်ပါတယ်အစွန်းရောက်အဖွဲ့များဟာ ICJ အမှုကိုဗုဒ္ဓဘာသာကိုတိုက်ခိုက်ခြင်းသို့မဟုတ်မြန်မာတမျိုးသားလုံးကိုတရားစွဲခြင်းလို့ပုံဖော်လေ့ရှိပါတယ်၎င်းကိုအောက်ပါအတိုင်းပြန်လဲအသိပေးသင့်ပါတယ် ICJ ဟာနိုင်ငံချင်းချင်းကြားဖြစ်ပွားတဲ့အငင်းပွားမှုကိုဖြေရှင်းခြင်းဖြစ်တော်လဲ၎င်းရဲ့နောက်ွယ်မှာလူခွင့်ရေးချိုးဖောက်ခဲ့တဲ့ပုဂ္ဂိုလ်များနဲ့အဖွဲ့အစည်းများရဲ့တာဝန်ရှိမှုကိုသာဖော်ထုတ်ခြင်းဖြစ်ပါတယ်။ဤအမှုဟာဘာသာရေးယုံကြည်မှုနဲ့မသက်ဆိုင်ဘဲလူသားချင်းစာနာမှုဆိုင်ရာရာဇဝတ်မှုကျူးလွန်ခြင်းရှိမရှိကိုသာစစ်ဆေးခြင်းဖြစ်ကြောင်းပြည်သူများနားလည်အောင်ရှင်းပြရမှာဖြစ်ပါတယ်။သုံးချက်ကတော့ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့စာနာနားလည်မှုပါအမျိုးသားရေးဆွမ်းရောက်ဝါဒဟာငါတို့နဲ့သူတို့ဟူသောခွဲခြားမှုကိုအားပြုပါတယ်၎င်းကိုတားဆီးဖို့ရန်အတွက်မတူကွဲပြားတဲ့ဘာသာဝင်များကြားလူမှုရေးလုပ်ငန်းများဥပမာသဘာဝဘေးအန္တရာယ်ကူညီခြင်းကျန်းမာရေးစောင့်ရှောက်ခြင်းတို့မှာအတူတကွပူးပေါင်းပါဝင်ခြင်းဖြင့်တန်တရားစိတ်များကိုလျှော့ပါစေပါတယ်အစွန်းမရောက်တဲ့မေတ္တာတရားကိုခြေခံတဲ့ဘာသာရေးခေါင်းဆောင်များရဲ့ဟောပြောချက်များကိုပုံမူပြန့်နှံ့အောင်ပြုလုပ်ခြင်းဖြင့်မဘာသာကဲ့သို့သောအဖွဲ့များရဲ့အမုန်းစကားများကိုတံပြန်သင့်ပါတယ်။လေးချက်ကတော့တမိုင်းသင်ခန်းစာတွေကိုပြန်လည်ဖော်ထုတ်ခြင်းဖြစ်ပါတယ်။အတိတ်ကဘာသာရေးနဲ့လူမျိုးရေးအဓိကရုဏ်းများဥပမာ2012ရခိုင်ပဋိပက္ခ2013မိထီလာဖြစ်စဉ်များကြောင့်တိုင်းပြည်မိမြဆုံးရှုံးခဲ့ရသည်ကိုသင်ခန်းစာအဖြစ်ပြန်လည်သုံးသပ်ဝေမျှသင့်ပါတယ်အဒီကယုံများဖြစ်ပွားချိန်မှာထိပ်ပိုင်းခေါင်းဆောင်များမှာဘေးကင်းလုံခြုံနေပြီးမြေပြင်မှတာမန်ပြည်သူများသာထောင်ကျခြင်းအသက်ဆုံးရှုံးခြင်းနဲ့အိုးအိမ်မဲ့ခြင်းများဖြစ်ရပုံကိုအချက်လက်များနဲ့တင်ပြသင့်ပါတယ်လူငယ်များကိုတမိုင်းရှုထောင့်ပေါင်းစုံမှကြည်မြင်တတ်အောင်နဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့အတွေးခေါ် critical thinking ရှိလာအောင်ဝိုင်းဝန်းလေ့ကျင့်ပေးသင့်ပါတယ်အစွန်းရောက်အုပ်စုများရဲ့လှုံ့ဆော်မှုများကိုတားဆီးနိုင်မဲ့အကောင်းဆုံးလက်နက်မှာအမှန်တရားကိုအခြေခံတဲ့အသိပညာနဲ့စည်းလုံးမှုဖြစ်ပါတယ်ပြည်သူတူချင်းစီအနေနဲ့လူမှုကွန်ရက်ပေါ်မှာမုန်းစကားများကိုပြန်လည်ဖြန့်ဝေခြင်းအချက်လက်မှားများကိုထောက်ပြခြင်းနဲ့မိသားစုတငယ်ချင်းများအကြားဆွေးနွေးခြင်းတို့ဖြင့်ဤအလွဲသုံးစားလုပ်မှုကိုထိရောက်စွာဟန်တာနိုင်မှာဖြစ်ပါတယ်ညီကုန်းချုပ်ကြည့်မယ်ဆိုရင် ICJ နဲ့ဂမ်ဘီယာကိုရှုတ်ချတဲ့ပွဲများဟာမြန်မာပြည်သူများရဲ့စစ်မှန်တဲ့ဆန္ဒထက်အကြမ်းဖက်စစ်ကောင်စီရဲ့အာဏာတည်မြဲရေးအတွက်အသုံးချခံရခြင်းသာဖြစ်ပါတယ်။တရားမျှတမှုနဲ့တာဝန်ခံမှုကိုကြောက်ရွံ့တဲ့အစုအဖွဲ့များကပြည်သူအားကိုကာကွယ်ယူရန်ကြိုးပမ်းခြင်းသာဖြစ်ပါတယ်။နိုင်ငံတကာကတရားစွဲဆိုထားခြင်းဟာမြန်မာနိုင်ငံသားများကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအတွက်တာဝန်ရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများကိုသာရည်ရွယ်ခြင်းဖြစ်တယ်ဆိုတာကိုပြည်သူများကသတိပြုဖို့လိုအပ်လာပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်